တငယ်ချင်းတို့ရေတော့ပြအတန်ကြားတာနဲ့အမရဲ့အကောက်ထဲမှာဝင်ကြည့်တာအဲ့တော့မလို့ပဲကော်မရှင်က2400ကျော်ဝင်ထားတယ်တကယ်ချင်းလို့ရေအမတယောက်ကိုပဲရောင်းပေးတာမဟုတ်ဘူးနော်ကြည့်တန်းစီပြီးတော့ဝင်ထားတယ်နော်ဒီညီမလေးလည်းရတယ်တကယ်ချင်းလို့ရေကြည့်ဒီညီမလေးလည်းသူကချမ်းမပေါ့နော်ဒီညီမလေးလည်းရတယ်ရှင်1000ကျော်ကြည့်ဒီမမလည်းရတယ်နော်400နီးပါအော်ဒါတခုကိုနော်ကြည့်ဒီညီမလေးလည်းရပြပြီကြည့်ပါဦးဘာပစ္စည်းကိုရောင်းပေးတာလဲဘာပစ္စည်းကိုဝယ်သွားတာလဲဆိုရင်ကိုတိချင်တယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိုက်လိုက်ကြည့်ဒီလိုမျိုးနှိပ်ကြည့်လိုက်နော်အိုးတငယ်ချင်းတို့ရေတွေ့ရလားကဲဒီလိုမျိုးပစ္စည်းရောင်းကူပေးတာနော်အိုးဒီ software ကို download မဆွဲရသေးတဲ့သူတွေရှိလားကိုယ့်ရဲ့ဖုန်းထဲမှာ download မဆွဲရသေးတဲ့သူကဒီလိုမျိုးရောင်းကူပေးတာမတွေ့ဘူး download မဆွဲရသေးဘူးဆိုတဲ့သူတွေနော်မဆွဲရသေးဘူးလို့ရေးထားနော်အရင်ရင်ခေါင်းနေရှိဒီညီမလေးရေးထားတာကူညီပါအမရဲ့တကယ်ကြိုးစားမလားညီမလေးတကယ်ကြိုးစားမယ်ဆိုရင်အခုအမရဲ့ TikTok profile အောက်က Facebook link ချပေးတယ်အဲ့ဒီနေရာမှာဝင်လာပြီးတော့အမကိုဆက်သွယ်ထားလို့ရတယ်နော်ဒီလိုမျိုးရောင်းကူပေးတာဘယ်လိုလုပ်ရတာလဲဆိုရင်အခါမဲလေးလာတဲ့ဘက်မှာညွှန်ပြပေးမယ်ရှင်